မှာကြည့်နော်ဒါကတောက်လျှောက်ကြီးတောက်ပလားတွေ့လားကြောက်ပြိုင်မဟုတ်နော်ဒီမှာအောက်ကဟိုကလားဒါအဖုံးပေါ့နော်ဒါတဘာဝကြောက်ပလားဒီမှာကြည့်အဲ့ဒါအပြင်မှာမန်တာလေးအဝင်ထုတ်ကောင်လေး၆သွားတယ်တွေ့လားနော်ဒီမှာကြည့်ဒါကြောက်ပန်းကလေးကြောက်ဘာလို့ခေါ်လဲမသိလားကြောက်ကလေးလို့တော့ခေါ်တာပဲဒါမှကြောက်ကလေးတော်လေးဟိုမှာအများကြီးပဲစုံစီးတာပဲအခုဒါဟိုမှာနော်ဟွာလေးကောက်ထားတာဒီမော်လေးကောက်ထားတာဒီမော်လေးကောက်ထားတာဟုတ်လားဒီလားသူ့ပဲလေဒါမှမဒါဒီမှာလေတို့တိုက်ကျိုးလို့ပြောကြီးကမကြတော့ဟာဘူးနော်ကြီးကမကြတော့မဟုတ်ဒီမှာအဲ့လိုမျိုးလေးများမှများကြလာကြတော့ဖိတ်ခေါ်ပါတယ်လာပါလာကြပါဒီမှာလာရဲ့ဒီမှာကြောက်ကလေးနဲ့လာရဲ့ဒါဒီအပြည့်မှာမလို့ပေါ့ဆက်လိုက်ခဏတခါလေးဆက်လိုက်ဟိုမှာဒီရတက်လာတာနော်ဒီလေဒီရခုတက်လာတာခုနကတော့ဒါကျွန်တော်တို့လာတာကဟိုဘက်ဆက်နေလေးနားတော့မှာပဲချစ်ဘူးလားအခုခဏလေးကိုနိုင်ဝက်15မိနစ်20ထဲမှာဒီရတက်လာတယ်ဒါကလက်ရှိလာဒီရတက်နေတာပေါ့နော်ဒီကဒီရကတက်ကြနေတယ်အားလုံးဒီလိုပါလားဒီရကအားရတာဒူဒီလေတဲပုံလေးမကြည့်လိုက်ပါတဘာဝလေးရေနော်တဘာဝလေးတွေအားကြမို့လာကြပါဒီမှာလာကြရအောင်လားလောင်းမမကုန်ဘူးကိုလားလာလို့ရတယ်လမ်းကောင်းတယ်ဆက်လက်စီရတာလည်းကောင်းတယ်ဆက်လက်စီရလည်းကောင်းတာမလို့ဆက်လက်ရကြီးတယ်ပဲနော်ဘိုးလည်းပါပါလားရှိလို့ခေါ်လေတောင်းမှပေးရတာလာဒီလိုလားဒေါ်ငယ်လေးလားလာဒါဒေါ်ငယ်လေးမလိုက်ချင်တော့တင်းဆွဲလဲပြီးခေါ်လာတယ်ငါဆက်လို့တော့ဖဲဝိုင်းဆိုခေါ်ကြမလို့ဟုတ်လားကောင်းတယ်ရတယ်ကောင်းတယ်ဒါကောင်းပြီနော်ဒါတော့တော့ပါပါဝိုင်းတော့ရတော့ရှိပါစေဟိုခွဲတော့ဟိုးမှာပါအားလိုက်ကိုကိုတော့သွားလိုက်တော့မယ်လေပါအဲ့ရတယ်နဲ့ဖြဲရဲပြီးခေါ်လာတာရေကြောက်လေရေကြောက်လေမှာရေကြောက်လေမကြောက်လို့ရတော့ရှိပါစေလို့များရေကြောက်လေမှာကြီးလို့ပါရေကြောက်လို့မှာကောင်းဒါတော့လက်ကောက်နေကြောက်ကြောပါဒါတော့ဟိုတနေ့မနေ့တုတ်စားဖို့ဆိုပြီးတော့ဝဲလာဒါတဘာဝအစ်အရန်စားကောင်းတယ်တုတ်စားအရန်ကောင်းတယ်ပြန်လာဝဲကြနော်ကူရလူပဲရမှာနော်ညာကြီးမရဘူးနည်းပဲရတာကူရလူပဲရမှာနော်ချာပါခြိုက်တဲ့လူလည်းရှိရနော်သိရနော်ကိုယ်ပြောကိုမကြိုက်တယ်ဆိုတာညကြောက်လို့ပြောပါဒီကကျမရေးကောင်းတယ်ဒီကကောင်းတယ်လို့တကယ်လို့ဂျားထဲမှာရှော့ဝါးရင်လည်းအပြစ်မတင်ညာနဲ့တော့ရှောက်သွားနေဆိုပြီးတော့နော်မြောက်ကူးတဲ့လူတွေကိုအကုန်လိုက်ပို့ပေးနေတာဟောကိုရောက်ကြတာမလေးဘာပြီးကြောက်တာလဲကားမြဝင်နိုင်ပါလေဒီပေါက်ပါသေးလို့ဒီပါစီတဲ့ပါသေးဟိုဒီအားဆိုတဲ့လာမသုံးပြီးမသိနိုင်မှန်းဒီ聊ဆိုလေရပြီနော်